你开了喽？哎，都哎别的那个，你那个撇的，那就东南我讲了个撇的，喏，ကျွန်တော်ချက်ချင်းမတင်ဘူးဆိုတော့ကျွန်တော်မအားလို့အခုမှအဆောင်ပြန်ရောက်လို့တင်တာဖြစ်စဉ်ကကျွန်တော်ရုပ်ရှင်ကြည့်ပြီးတော့ပြန်မယ်လုပ်တဲ့အချိန်မှာကျွန်တော်အိုးဝေငှားတယ်ကျွန်တော်အပြင်အိုးဝေမငှားဘဲနဲ့ဂရက်ကနေပြီးတော့အိုးဝေငှားတယ်ပေါ့နော်ဂရက်ကနေငှားတယ်ကျွန်တော်လမ်းထောက်လိုက်တယ်ကျွန်တော်မှားသွားတယ်ကျွန်တော်ထောက်တဲ့လမ်းက62 109 108လို့ကျွန်တော်ထောက်ထားတာတကယ်လဲကျွန်တော်အိုင်နာမှာစန္နာပွိုင်မှာမန္တလေးရဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ်အဲ့တော့ကျွန်တော်ကအဲ့အိုးကိုကျွန်တော်ဖုန်းဆက်လိုက်တော့ဘယ်နားမှာလဲဆိုတော့108မှာတဲ့အခုကျွန်တော်တို့ကစန္နာပွိုင်နားမှာလို့ပြောတော့သူကကျွန်တော်နင်တို့ကလည်းစောက်ကိုဘယ်လိုလုပ်နေအောင်လမ်းနံပါတ်ကိုလည်းဘာလို့မှားပြီးထောက်ရအောင်ငါတို့ကစောက်လုပ်နေရတဲ့သူ့ဘက်ကနေအဲ့လိုမျိုးရဲရဲဆိုင်ပြောလို့ကျွန်တော်နေကဘာကိစ္စနဲ့ငါ့ကိုအဲ့လိုမျိုးလာပြောရတာလဲလို့ဆိုတော့နင်တို့အခုဗမာလေးလေငါလာခဲ့လိုက်မယ်အခုချက်ချင်းလာခဲ့လိုက်မယ်ဟဲ့ကောင်မတဲ့အေးဟုတ်ပြီနေအခုချင်းလာခဲ့ဇန်းလို့ဆိုကျွန်တော်ကစန္နာပွိုင်ရှိမှာပဲကျွန်တော်စောင့်နေအောင်စောင့်နေတော့သူကစင်းချင်းသူဆင်းလာတာကိုကျွန်တော်တွေ့တယ်သူ့လက်ထဲမှာပစ္စည်းတစ်ခုကိုကင်ထားတာကိုလည်းကျွန်တော်တွေ့တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမထင်ထားဘူးကျွန်တော်ကိုထိလက်ရောက်နဲ့လှုပ်လိုက်မယ်လို့ကျွန်တော်မထင်ထားဘဲနဲ့ကျွန်တော်သူ့ရှေ့ကိုဝင်ပြီးတော့နင်းကဘာတော့လဲနာမည်မှားထောက်ပြီးတော့ဘာလို့အဲ့လိုမျိုးလာပြောရတာလဲလို့ပြောသူကကျွန်တော်ကိုဝက်လှမ်းအကောင်လုံးစန္နာပွိုင်မှာ CCTV တွေရှိတယ်အကောင်လုံးပြန်ကြည့်လို့ရတယ်ရှာပြီးတော့အဲ့တော့ယုံကြည်စိတ်ချရမယ်ထင်လို့ကျွန်တော်တို့က grad ကိုငှားတာ grad မောင်းတဲ့လူကိုယ်တိုင်ကကျွန်တော်တို့ကိုဒီလိုစောစောကားကားလုပ်တဲ့ခါကျတော့အဲ့ grad ရုံးကဘယ်လိုဖြည့်ရှင်းပေးမှလဲကျွန်တော်တို့ပြောနော်လူအများကြီးပဲနော်လူအများကြီးရှိလို့တော်တော်လေးကိုရှက်ဖို့ကောင်းလို့ကျွန်တော်ဘာပြဿနာမှကြီးမမဖြစ်ဖ ೇನೆ ဟိုဒီတိုင်းညင်နေလိုက်တာပြန်ပဲနဲ့သူတခုံးကိုတခုံးပြောပြီးတော့ပဲကျွန်တော်ညင်လိုက်တာကျွန်တော်ကိုရီးတော်ဟိုင်းတော့ကျွန်တော်လုံးဝမကျင်တတ်ဘူးအဲ့အိုးဝေသမားကိုနော်ကိုရမောင်းတဲ့ကောင်ကိုမေကောင်မန္တလေးမှာနေငါလည်းမတွေ့သေးနဲ့ညငါမရရှာအောင်ပါမရမကောက်ငါရှာအောင်ပါဟုတ်ကပြောချင်တာကျတော့အဲ့တော့ကျွန်တော်ကသွားတာမိန်းကလေး2ယောက်တည်းသွားတာနော်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းနဲ့2ယောက်တည်းသွားတာကျွန်တော်တို့ကယုံကြည်စိတ်ချရမယ်ထင်လို့ဒီ grad ကိုငှားတာနော်အဲ့ grad မောင်းတဲ့ဒီရုံးကနေလက်ခံထားတဲ့လူကိုယ်တိုင်ကကျွန်တော်တို့ကိုရီးလက်ရောက်နဲ့ချင်းပြီးတော့ကိုရီးလက်ရောက်စော်ကားတယ်ဆိုတဲ့အဲ့တော့ grad ရုံးကဘယ်လိုဖြည့်ရှင်းပေးမှလဲကျွန်တော်ရှောင်းလိုက်လို့ကျွန်တော်ရဲ့ဒီ level ကိုပဲရှက်ပြီးတော့ကျွန်တော်ပုံနဲ့ပြပေးထားမယ်အများကြီးတော့မတည်ဘူးရှက်ပြီးတော့ပဲတည်သွားတာနော်တကယ်လို့ဖြည့်ရှင်းပေးလို့ဆိုလို့ရှိရင်ကျွန်တော်ဒီကိစ္စဒီတိုင်းမနေဘူးနော်တကယ်ဒီတိုင်းမနေဘူးပြီးတော့အဲ့ကိုရီးလက်ရောက်ကျုံးလို့နေဟုတ်ကောင်နင့်ကငါဒီတိုင်းမထားဘူးနော်တိုင်နင့်ကငါမရမကရှာအောင်ပါအောက်တန်းစား grad ကိုမှာ mini OA ကို location မှာထားမိရဲ့ကိစ္စလေးဖြစ်ပါတယ်ရှင်location မှာထားတယ်ဆိုတဲ့ကိစ္စကတော်တော်များများလေးဖြစ်လိဖြစ်တာရှိပါတယ်ပေါ့နော်ဒီကိစ္စမှာဘသူကများအလွန်လဲဆိုတာကိုတော့မိတ်ဆွေတို့လည်းကြည့်ပြီးတဲ့အတွက်သိပြီးသားဖြစ်မှာပါအားလုံးပဲ view ဆိုင်ပြီးတော့လာလို့ရအောင်နော်